ကဲဒီနေ့ဦးတကြီးကျဲဥကြော်မယ်ဗျကျဲဥကြော်ကိုမရွရွကျဲဥကြော်မဟုတ်ပါဘူးနော်ကဲဦးတကြီးလေးကျဲဥတလောင်းဖောက်ထားပါမယ်ဗျဒါလေးရဲမရိုးတဲ့ကျဲဥကြော်လေးကြတော့စူပေါရွက်နဲ့ကနန်းအသားတောင်းလေးနဲ့ထဲမှာပဲဖြစ်ပါတယ်ဗျကျဲဥထဲမှာအရှူမောက်နဲ့ငယ်ထဲပါမယ်ပြီးတော့တကြားနဲ့ငယ်ထဲမယ်နံပြရည်အနဲ့ငယ်ထဲပါမယ်ဗျပြီးတော့ခယူစီလေးနဲ့ငယ်ထဲပါမယ်ဗျအားကောင်လောင်းထပ်ပြီးဆိုရင်ငွေပါမယ်ဗျအိုဒီကြီးလည်းကောင်းကောက်နေပါပြီနော်ဘာဖြစ်လို့ဖြစ်မှာဒီတော့ကနန်းအသားတောင်းလေးကိုလီးထားပါမယ်ဗျအကောင်လောင်းပြင်ဆင်ထားပြီဆိုတော့ကျက်ဥလေးကြော်ပါမယ်ဗျ哦也对呀老爸ပြီးတော့ကျက်ဥအပေါ်မှာခဏသားတောင်းလေးတွေတစ်ခုချင်းစီကိုတတလေးထည့်ပေးနေပါတယ်ဗျကျက်ဥလေးတွေကိုလှန်လိုက်အောင်မယ်ဗျဝေါကျက်ဥကြော်ချက်ပြီလားလို့သူခင်ဗျခိုးချောင်းနေကြည့်ပါဟဲ့ကိုကြော်ထားတဲ့လက်ရလေးစားကြည့်လိုက်အောင်မယ်နော်မကောင်းဟန်呀老公ပြန်တောင်းမ